အဲ့တော့ဒါကတော့အရန်လှတဲ့ကြာကန်ကြီးရှိတယ်ပြီးတော့မဆောက်တဲ့လေကတင်900ကျော်တက်ရမှာနော်2.1ဖြစ်ပါတယ်ဒီကားလေးငှားပြီးတော့လာတယ်ဒီမှာ parking ခိုးတယ်ဒါကတော့ထဲကိုမဝင်ခင်ဆိုင်ကပါကင်နာကကြာကန်ပါWe must buy tickets at the ticket counter. It cost $100,000. So picturesque that everyone is spending ages for taking pictures. I won't show this beauty too much because I don't want to spoil it. See it for yourself.အဲ့တော့မကြခင်မှာလေကားတက်900ကိုစာပြီးတက်ရတော့မယ်ပေါ့နော်ဒါကတော့လေကားအချိန်မှာရှိတဲ့ Tiger Cave ဖြစ်ပါတယ်ကြားကူဖြစ်ပါတယ်ဒီကနေစပြီးတော့လေကားတက်900ကျော်တက်ရမှာပါ Sure 500 steps are right here trust me they are steep and even and there isn't much to hold on to they are slippery too when it's raining စတက်ပြီးတိတ်မကြခင်မှာပဲမိုးတွေရွာချပါတယ်အဲ့တော့ဖုန်းတွေ passport တွေမဆိုအောင်လို့တည်တည်ချာချာတင်ထားရတာဖြစ်တဲ့အတွက်ကြောင့်လို့ဗီဒီယိုမရိုက်နိုင်ပါဘူးပြီးတော့လေကားတက်တွေကအရန်မဆောက်တယ်ကျင်းတယ်ပြီးရင်ကြောက်လေကားတက်တွေဖြစ်တဲ့အတွက်ကြောင့်ချောတယ်ပေါ့နော်မိုးရေနဲ့ပြီးတော့ပြပြမဟုတ်ဘူးကမှုလေးတွေနဲ့ဆိုတော့လေဖက်နက်တွေနဲ့ချောမှကြောက်ရတယ်တချို့ဆိုရင်ဖက်နက်ချုပ်ပြီးတော့တက်ကြရတယ်ပေါ့နော်ပြီးတော့ဘေးမှာလည်းကင်တွယ်စရာကအဲ့လောက်ကြီးထိအဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်မလို့ပြုံးမကြဖို့ပဲတည်တည်ချာချာကယူဆိုင်ပြီးတက်ခဲ့ရပါတယ်